Sakura Kuan call Sakura Punjab နော်တရားသူကဂျပန်မှာဒီချိန်ရောက်လို့ရှိလို့ရှိရင် Sakura ပွင့်တဲ့ချိန်ဆိုရမ်းလာ Sakura မပွင့်ခင်ရတော့စားစီတော့မှာချမ်းပြီးတော့ပြင်မထွက်နိုင်ရမ်းအေးပြီးတော့ကောင်းလုံးမင်းဆာမဟရကိုနဲ့ Sakura မြေလေးရောနေဒီချိန်လေးဆိုရင်စားစီအများအားဗီဒီယိုလေးအခုတော့ဗီဒီယိုလေးပဲရိုက်ပို့တော့မယ်နော် လိုက်လင်ခြင်းပဲစက်ခံမှာဆိုလို့ပါဒီတက်ဒီစက်ခံရလဲစားစီလဲပုံစင်မပြေဘူးလေနော်လှတယ်လို့ချေကနေအကုန်လုံးမင်းဆန်တော့ဟရကိုအိုက်တိုက်ですね花見したいですねはいပန်းကြီးပွဲကို花見လို့ခေါ်တယ်နော်花見花見ပုံနော်花見နော်တအားလာမကြည့်နော်ပန်းကြံပေါ့နော်ပန်းကြံနေမှာဥပမာလဲညာကြီးပဲကြည့်ပဲသူမရှိဘူးစနေတုံးနေဆိုတော့လူတွေပြေးနေတာဒီညလေးတိတ်ဆိတ်အေးစိတ်တယ်